ပါရှင်။မန္တလေး Assembly ကိုတက်ရောက်လာကြသောဒီချိန်နဲ့တကွာဆရာမများမိဘများနဲ့ကျောင်းသားကျောင်းသူအားလုံးကိုမင်္ဂလာပါလို့ကျွန်မနှုတ်ခွန်းဆက်တာပါရှင်။ကျွန်မကတော့ Morning D3 နဲ့ ISP2 မှာတက်ရောက်နေတဲ့ဝီယန်လေးရဲ့မိမိဖြစ်ပါတယ်ရှင်။ဟုတ်ပါတယ်။မန္တလေး Assembly နဲ့ပတ်သက်ပြီးတော့ရရှိတဲ့ဂျူးကျေးဇူးတွေကတော့ကြတော့ကျွန်တော်တို့တွေကလေးတွေကိုမတင်ပြပေးနိုင်တဲ့ဘဟုတုတတွေကိုပေါ့နော်ဒီချေတွေကလေးလာစူးစမ်းပြီးတော့ဒီမိဘတွေနဲ့တကွာဒီတတမမီလေးတို့အကောင်းဆုံးသောဘဟုတုတတွေကိုချပြပြီးသွားတယ်ပေါ့ရှင်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘက်ကတတမမီတွေမကပဲကျွန်တော်တို့တွေပါဘဟုတုတတွေအများကြီးရတယ်ပေါ့နော်အရင်လဲကျေးဇူးတင်ပါတယ်ဒီချေတို့YouTube တွေ Facebook တွေဒီ application တွေကနေပြီးတော့ကျမတို့ကမလေးလာနိုင်ဘူးပေါ့နော်ဒီဟာတွေကလေးတွေကိုလည်းလေးလာပြီးတင်ပြမပေးနိုင်တဲ့အတွက်ကြောင့်ဒီချေတို့ကဒီလိုတခုတခြားလေးလာပြီးတော့ဒီမန်လေးဆန်ပြီးချင်းမှာချပြတဲ့အတွက်ကျမတို့လည်းဘူးတူတာတွေရတယ်တသားတို့လည်းဘူးတူတာတွေရတဲ့အတွက်ကြောင့်ကျမတို့ကဒီမန်လေးဆန်ပြီးကိုလေးဆဆားနဲ့တန်ဖိုးထားပြီးတော့ကျမတို့ကစောင့်ဖြစ်တယ်ပေါ့နော်အပတ်စဉ်ဒီ Monday နဲ့ Friday ဆိုရင်ကျမတို့ကဒီ Monday Assembly နဲ့ Friday Celebration မှာဆိုကျမအမြဲတမ်းတက်ဖြစ်ပါတယ်ရှင်ဒီဆရာဆရာမတွေပြီးတဲ့ဒီ knowledge share တွေနေတာဆိုရင်ကျမတို့အတွက်တွေပါကျမတို့အတွက်တွေပါပေါ့နော်အရန်ကိုဘူးကူတာရတဲ့အတွက်ကြောင့်တက်ကြွနဲ့ကိုကျမတို့ကညကလေးကမနေ့ကျရင်ဗာဒီတို့တွေတင်ခွင့်ရမလဲဘာဘူးတူတာတွေလိလာခွင့်ရမလဲဘလူတွေ teacher တွေကချပြမလဲဆိုတာရင်ခုန်ပြီးတော့ပေါ့နော်မနက်ကိုကျမတို့စောင်းရတယ်ပေါ့နော်အဲ့အတွက်ဒီ honesty ကျောင်းတော်ယူလဲရမယ်ကျေးဇူးတင်ပါတယ်ရှင်ဒီ Friday celebration နဲ့ပတ်သက်ပြီးတော့ကြာတော့လေကျမတို့ကဒီတသားလေးဒီ grade 1 စတဲ့အချိန်မှာကျမတို့ကစပြီးကြုံဘူးတာပေါ့ရှင်ဒီ Friday celebration ကြာတော့လေကျမတို့တော့အဲ့လိုတွေလည်းမလုပ်ခဲ့ရဘူးရှင်အဲ့ဆိုတော့ဒီ Friday celebration မှာသူတို့ရဲ့ talent လေးတွေသူတို့ရဲ့ group လေးတွေလောက်သွားတာလေးတွေတယောက်အဲ့လိုအပေးယူလောက်သွားတာတွေတယောက်နဲ့တယောက်အဲ့လို zone နဲ့မှာတချင်းတပုတ်ဆိုမယ်ဆိုရင်တော့မှတငယ်ချင်းတွေဖွဲပြီးတော့တယောက်နဲ့တယောက်အဲ့လိုအပေးယူနီလောက်သွားတာလေးတွေလည်းဒီမှာရန်သဘောကျတယ်အတန်းကြီးတွေဒီအလဲတန်းနဲ့ဒီပေါ့နော်အထက်တန်းနေကြတော့မိဘတွေကနောက်ကနေလုတ်ပြီးကြမလို့ပေါ့နော်ကျမတို့ဒီမူလာတန်းလေးကြီးကြတော့မိဘတွေနောက်ကနေပန့်ပူပေးရတယ်ရှင်သူတို့တွေကလေတိတ်မလုတ်တဲ့သေးတဲ့အရွယ်ဆိုတော့ပထမဆုံးဒီထိတွေးတဲ့ကျောင်းသူကျောင်းသားတွေလည်းရှိတယ်ပေါ့ရှင်အဲ့ဆိုကျမတို့ကဒီတစ်ခုအောင်မြင်ဖို့အတွက်တသားတို့ရဲ့ဒီကိုမကြီးချင်းလေးတွေကိုအရင်ထုတ်ပြချင်တဲ့အတွက်ကျမတို့ကဘေးကနေပန့်ပူပေးရတယ်ကျမတို့လည်းပျော်ပျော်ရွှင်ရွှင်နဲ့ပန့်ပူပေးခဲ့တယ်ပေါ့နော်ဒီသားလေးတို့အကောင်းဆုံးဖြစ်သွားအောင်ပေါ့နော်အဲ့လားဆိုတော့ဒီ Friday celebration ကလည်းလွယ်နဲ့ဖြစ်လာတာမဟုတ်တဲ့အတွက်ကြောင့်ကျမတို့ကသူတို့တင်ဆက်လေးတဲ့ဟာလေးတွေကိုဒီ Friday မှာဆိုရင်လည်းအရင်မျှော်လင့်နေရှင်သူတို့ချပြသွားတဲ့ဟာလေးတွေကလည်းလုံးဝ amazing နေဖြစ်သွားရှင်ကျမတို့မသိခဲ့တဲ့အရာတွေကိုလည်းသူတို့လေးကလေးလာပြီးတော့အကုန်လုံးကိုချပြတဲ့အတွက်ကြောင့်တသားမမီတွေကိုလည်းဒီ honesty မှာရှိတဲ့တသားမမီတွေအကုန်လုံးလည်းကျမကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ Friday celebration မှာပေါ့နော်တပတ်နဲ့တပတ်မယူရဘူးဘုဒ္ဓလေးတွေအကုန်လုံးလည်းအတန်းကြီးတွေရောအတန်းငယ်လေးတွေရောသူတို့ကအကုန်လုံးလုပ်ပြသွားတချင်းဆိုတာလေးတွေကစအရင်သဘောကျတယ်တသားတို့ဆိုရင်လည်းပြီးခဲ့တဲ့ grade 2မှာဆိုရင်တချို့ဒီစားလုပ်ပြီးတယ်ပေါ့နော်မိဘတွေကလည်းနောက်ကနေပတ်ပိုးပြီးတယ်နောက်ပြောအဲ့တဲ့ပိုင်းနေကြတော့တသားတော့မလုပ်တတ်တဲ့အတွက်ကြောင့် EC တွေကလုပ်ပြီးတယ် EC သာမမီတွေကပေါ့နော်အမြဲအရန်ကိုကျေးဇူးတင်တယ်သူတို့ meeting တွေမှာတယောက်နဲ့တယောက်ဆွေးနွေးတာလေးတွေတသားတို့ကလည်းတက်လုပ်ခဲ့တာလေးတွေတော့ကျမလေးအရန်ကိုကျေးဇူးတင်နေရှင်ဒီကြောင့်စတဲ့ကလေးကတသားဟာအရန်ပျော်တယ်သူကလည်းဒီတောင်းမှာတငယ်ချင်းတွေကနောက်ပြီးတော့တွေးဆောင်လာတာအနေနဲ့ရရက်ကဖြစ်နေတဲ့အတွက်တချို့ဆိုရင်နိုင်ငံခြားတွေမှာရောဆိုတော့လေဒီတောင်းမှာတက်ရတာအရန်ပျော်ကိုကောင်းတယ်ပေါ့နော်တသားကလည်းဒီတောင်းမှာတက်တာအရန်ပျော်တယ်ဆရာမတွေကစအရန်ကိုတန်ဖိုးထားတဲ့ဆရာမတွေပေါ့နော်ကျမအရန်ကိုလီစားတယ်အရန်ကိုချစ်ပါတယ်ဆရာမတွေအကုန်လုံးငယ်ရွယ်လေးတွေနဲ့အရန်တော်တော်လေးတွေပေါ့နော်ကလေးတွေကိုလည်းနောက်ကနေပြန်ကိုကြည့်စရာမလိုအောင်ကို
မြင်ပြီးသွားနိုင်တဲ့တစ်ချိန်ကြီးလည်းဖြစ်တယ်ပေါ့အားကြောင့်ဒီ celebration ဆိုလဲသူတို့တွေတက်တက်ကြကြပါဝင်မှုအတွက်ကိုဆရာဆရာမတွေကလည်းပေါ့နော်တသားတို့ကိုအရင် pressure တွေမပေးဘဲနဲ့တသားတို့လုပ်ချင်တဲ့ဟာလေးတွေကိုပဲတီချေတို့ပြောပြရတယ်ပေါ့နော်အဲ့ဒါအောင်မှကျမတို့ကနောက်ကနေအကောင်းဆုံးဖြစ်အောင်တီချေလုပ်ပေးတယ်ပေါ့အဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ဒီ EC သားတွေသမီးတွေလုပ်ပေးတာတွေရောဒီကြောင့်အရန်တော်တဲ့ကလေးတွေဆိုဒီအလဲတန်းလောက်ကိုဒီ edit ပိုင်းတွေရန်နေကျွမ်းကျင်နေတာပေါ့နော်ကိုမောင်လေးညီမလေးတွေကိုတည့်ရတယ်သူကဥဆောင်ပြီးတော့ရတဲ့အတွက်ပေါ့နော်ဒီ prize celebration ဒီကြောင့်မှတက်ရတဲ့အတွက်ပေါ့နော်ဒီ prize celebration မှာသူတို့ရဲ့ talent လေးတွေကိုပြသခွင့်ရတဲ့အတွက်ဒီကျောင်းရဲ့တာဝန်ခံတစ်ချိန်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကျမဒီကျောင်းကိုဘယ်လိုစပြီး join ခဲ့သလဲဆိုတော့ပေါ့နော်ကျမကဒီကျမသားလေးပေါ့နော်ဒီ6နှစ်ကျော်လောက်မှာအစကတော့သူကမူချိုပဲတက်ခဲ့တယ်ရှင်မူချိုပဲတက်ခဲ့တယ်ဒီသူ6နှစ်ကျော်တော့သူစတင်ရတော့မယ်ပေါ့ရှင်အတန်းတက်တော့မယ်ဆိုတော့ကျမအပြင်ကျောင်းတွေလည်းမထားချင်ဘူးပေါ့နော်နောက်ပြီးတော့ဒီ private ကျောင်းဆိုတာလည်းကျမတို့အလှမ်းဝေးတယ်ပဲရှင်ကျမတို့မထားနိုင်ဘူးเนาะအဲဆိုတော့ဘယ်လိုလုပ်ရမလဲပေါ့ကျမစဉ်းစားတယ်စဉ်းစားတဲ့အချိန်မှာကျမနဲ့တည်တဲ့ညီမလေးတယောက်ပေါ့နော်ဒီ IS မှာ P1 မှာတက်နေတဲ့ညီမလေးပေါ့တသားရဲ့မမီပေါ့အဲ့ညီမလေးကမားတဲ့ဒီဟိုလည်းအဲ့ဟို line တွေပါတယ်တိတ်မတုံးဖြစ်သေးဘူးရှင်ကျမတို့ကလေအဲ့တော့တွန်းတွန်းကြဲကြဲကျမမတုံးသေးရပေါ့နော်အဲ့ line ပေါ်မှာဟိုတုတ်ဆောင်နေလို့ချတူတွေတို့ဒါဟုံးတို့တူတူတို့ပေါ့နော်အဲ့လိုshare ထားတာရှိတယ်ဒီတောင်အရန်ကောင်းတယ်လို့ပြောတယ်တို့ခိုင်းကြည့်မလား join ကြည့်ရအောင်ဆိုအဲ့လိုပြောတော့အေးဟုတ်လားပေါ့အဲ့ဆိုကိုကလည်းဒီonline မှာတင်တာတစ်ခါမှလည်းမတင်ဘူးရှင်တစ်ခါ Zoom meeting နေဆိုလည်းအခါမှမလုပ်ဘူးတဲ့အတွက်ကြောင့်ဒီမှာနည်းနည်းအဲ့ဆိုရင်တို့ join ကြည့်မယ်အဲ့ဆို join ကြည့်လိုက်အကြောင်းတွေပါလေအပ်ပြီးတော့ join လိုက်တယ်ရှင်join လိုက်ပြီးတော့ပထမတည်းစာတင်တော့ကိုယ်ကနည်းနည်းတွေးဝေတာပေါ့နော်အပြင် online မှာကျမကလေအတွေ့အကြုံလည်းမရှိတော့ကြအဆင်ပြေပါမလားကျမအဆင်ပြေပါမလားဆိုခါပြန်ပထမတည်းတင်ပြီးတော့ကျမကိုရင်နဲ့စိတ်တွေတော့တသက်စာမရမှလဲစိုးရင်နေပြီးတော့ပြန် leave လိုက်ပြီးတော့သူ့အဲ့မူချိုမှာပဲအကြောင်းမထားပဲနဲ့မူချိုကဆီယမနဲ့ပဲကျမအတန်းတွေပဲတက်တင်ပေးရမလားပေါ့နော်ကျမအဲ့စိုးရင်တော့တခါအဲ့ညီမလေးကပဲအမအရင် batch 1 batch 2မှာတင်းတဲ့ကလေးတွေကတော့တော်တော်အဆင်ပြေရလို့ပြောရနော်ဒီကျောင်းမှာတော်တော်ကောင်းတယ်လို့ပြောတယ်ခဲဟုတ်လားအဲ့ဆိုအမပြန် join မယ်ဆိုတခါပြန် join လိုက်တယ်ပြန် join လိုက်တော့အခု G3 ထိကျမရောက်ခဲ့တယ်ပေါ့နော်ကျမအရင်လဲပျော်တယ်ပေါ့ဆရာမတွေကလေကိုမိဘရေတောင်မှစိတ်မရှိနိုင်တဲ့အရာတွေပေါ့နော်ကျမတို့မွေးထားတဲ့မိဘရေတောင်မှလုံးဝစိတ်မရှိပါဘူးရှင်အဲ့ဒါတော့မာတီချေတွေကလေလုံးဝတားတဲ့သမီးတွေကိုမညှို့ညင်ဘူးမဆူဘူးမငေါဘူးအဲ့လိုစကားပြောငားရင်တောင်မှပြောရင်းဆိုရဲတဲ့စိတ်တယ်လေးရှိသွားရရှင်ကိုကတော့ကြတော့ပြောလိုက်ရင်စကားပြောမှားသွားမှကျမအရင်စိုးရင်နေရှင်ကိုထက်အကြီးတွေကိုဖြစ်ဖြစ်ဆရာမတွေကိုဖြစ်ဖြစ်ဒီတငယ်ချင်းဖြစ်ဖြစ်စကားပြောမှားသွားမှဆိုတော့ကျမပြောမခံဘူးပေါ့နော်ဒါပေမဲ့ဒီချိန်ကြီးကကြတော့သူတို့တွေပြောတဲ့ဆိုတဲ့အောင်မှားလဲဘာမှမဖြစ်ဘူးပြောခွင့်ပေးတယ်ပေါ့နော်အဲ့လိုပြောခွင့်ပေးတဲ့အတွက်ကြောင့်တသားတို့ကပြောရဲဆိုရဲဖြစ်သွားတယ်မှားရင်ဒီချေတွေကလည်းပြုံးလေးနဲ့နားထောင်ပေးတယ်မှားရင်လမ်းမှာရအောင်ဒါကဘယ်လိုတသားအဲ့လိုလေးပြောပြီးတယ်ပေါ့နော်အဲ့တော့တီချေတို့ကျမအရင်ကိုကျေးဇူးတင်နေရှင်ဒီလားအဲ့တီချေတွေနဲ့အခုလိုတွေ့ခွင့်ရတဲ့အတွက်ကျမအရင်ပဲပျော်ရွှင်ရပါတယ်ရှင်နောက်ပြီးတော့အဲ့ဒီ1နဲ့2မှာတက်ခဲ့တဲ့တီချေတွေအကုန်လုံးကိုကောင်းပါတယ်ရှင်အကုန်လုံးအဆင်ပြေတယ်တီချေတွေကိုလေဒီလားကျမတွေရန်ဟိုပေါ့နော်ကျေးဇူးတင်နေပေါ့နော်အဲ့ခဏရှင်ဝါဒီလိုဆရာမလေးဆိုရင်ကျမတို့အပြင်မှာလည်းမတွေးခဲ့ဘူးပေါ့နော်အပြင်မှာဆိုလို့မှားရင်တော့မှဘာစကားပြောရင်တော့မှပြောခွင့်မပေးဘူးပေါ့နော်ဒါတော့အဲ့လိုအရင်ဆိုရင်ကျမဒီထက်မှတင်းနေဆိုရှိရပေါ့နော်အဲ့လိုမှားရင်ကလေးတို့ရိုက်ပလိုက်တာလို့ဆိုကျမပေါ့ပေးမသိရေးပေါ့နော်ကျမတော့အဲ့လိုဒီပြင်မှာဆိုလို့သူလျှောက်တော့မှဆိုလို့စတင်လေအဲ့တော့ကျမဒီကျောင်းကိုဆက်ချင်းတသားလည်းပထမဆုံးတက်ဖို့ first time ဖြစ်တဲ့တော့ဒီကျောင်းမှာဒီ grade 1 batch 3 grade 1မှာစထားတာပေါ့နော်အရင်ကိုအဆင်ပြေခဲ့တော့ဒီကျောင်း honesty ကျောင်းတော်လို့လေကျမအရင်ကျေးဇူးတင်နေတယ်
ဒီเจ้าတော်ယူတည်ထောင်ခဲ့ဒီချက်ထိုးဒီမှာအရင်ကျေးဇူးတင်ပါတယ်ဟဲ့ဆိုနောက်ပြတော့အဲ့တော့ဆိုရင်လဲဟိုဆရာခေါင်းလေဒီမှာအရင်ကျေးဇူးတင်နေရှင်ဟိုငငယ်ရွယ်လေးနဲ့ကျွန်တော်တို့အများကြီးငယ်တယ်ပေါ့နော်ငငယ်ရွယ်လေးနဲ့အရန်ကိုတော်တယ်ရှင်ဟိုဒီချိန်နားမှနေတဲ့တပည့်တွေဆိုလေအရန်ကိုတော်ပါတယ်ရှင်ကျွန်တော်လည်းလေကျမတော့အရန်အဲ့လိုဖြစ်စေချင်တယ်ရှင်အများနဲ့ကျမလေးနောက်ကနေရပတ်ဖို့ပြီးတယ်ကိုကျမတော့လေအခုဆိုရင်ဟိုတီချန်ဟိုပေါ့စာသင်ချိန်နေဆိုရင်လည်းကျမလေးအဲ့လိုမြန်မာစာနဲ့အင်္ဂလိပ်စာလောက်ကိုကျမဟိုသူ့လွှတ်ထားပြီးရရှင်သူနားမှာအများနဲ့နေအဆင်မပြေလို့လေအဲ့လိုမိဘကိုအားကိုးနေမှာဆိုလို့ကျမအဲ့လိုမြန်မာစာနဲ့အင်္ဂလိပ်ဆိုရင်သူလွှတ်လို့ရတဲ့အချိန်လေးတွေကျမလွှတ်ထားပြီးတယ်ကျမဒါပေမဲ့ဟိုသူနဲ့မနီးမဝေးလေးမှနေရပါတော့ဘာဖြစ်လို့လဲဆိုကလေးဆိုလေဟိုနည်းနည်းလေးဟိုစိတ်ကဟိုလေးကိုရောက်သွားတဲ့အတွက်ကြောင့်ကျမကဟိုစာများမှာဆိုလို့နည်းနည်းလေးလှမ်းပြီးတော့ထင်းပြီးတဲ့သဘောပေါ့နော်ဟိုတခြားချိန်လေးကြာတခြားချိန်လေးဆိုတာကျမကလေဟိုဒီ life scale ရယ် moral ရယ်နောက်ပြီးတော့ Alan Craig ရယ်ပေါ့နော်အဲ့ချိန်လေးဆိုရင်ကျမကပါဘီကနေလိုက်ပြီးကျမကပါပြန်လိလာပေါ့နော်ကျမတို့တော့အဆိုရင်ဒီဟို life scale ဆိုတော့ကြားတော့ကျမမကြားဘူးပါရှင့်ကြားတော့မကြားဘူးတဲ့အတွက်ကြောင့်ကျမ life scale ဆိုတာလေကျမဘာမှမသိခဲ့ဘူးပေါ့နော်အမ grade 1မှာတသားကိုစတာတော့အဲ့ life scale ချိန်ဆိုကျမပေါ့ဝင်တက်ကြည့်လိုက်တာဒီ life scale မှာဘာတွေတက်မဘာတွေတင်မလဲပေါ့နော်လိုက်ပြီးတော့နားထောင်ပြီးတော့မတီချဲထိုးတင်တယ်တီချဲထိုးတင်တယ်တင်တော့ပုံမြင်လေးတွေဖွင့်ပြတယ်ပုံမြင်လေးတွေဖွင့်ပြတော့ကျမတော့မှဟိုနားထောင်ရင်းနဲ့ဟိုဒီတိုင်းမဲ့ပုံမြင်လို့ကြည့်ပဲကြည့်သွားလိုက်တယ်ပေါ့နော်ဟိုအဲ့ဟက်ကာရက်တာတွေကိုလည်းဟိုနောက်ပိုင်းကျတီချဲတော့ပြန်ပြီးတော့တသားကလည်းအဲ့လိုတွေသိ first time ဆိုမသိဘူးပေါ့နော်အဲ့နောက်ပိုင်းတီချဲကဒါဒီကာရက်တာလေးတွေကိုမေးတယ်ဒီထက်ကဒီပုံမြင်လေးကြီးကောင်းကျိုးဆိုးကျိုးတွေကိုမေးတယ်အဲ့လိုတွေဆိုတော့ဒီပုံမြင်လေးကိုတပုတ်ကိုကြည့်လိုက်ပြီးတော့ဒီတိုင်းဟိုပေါ့နော်ဟိုဒါပေမဲ့ကြည့်သွားရုံမဟုတ်ဘဲနဲ့တပုတ်လို့ရဲ့ကောင်းကျိုးဆိုးကျိုးတွေဒီထက်ကကြိုက်တာလေးတွေဘလိုလေးတွေဆိုတာပါဟိုဘလိုတတိလေးနဲ့ကြည့်တတ်သွားအောင်ဒီချိန်ရတင်ပြီးတယ်ပေါ့နော်ဟိုလေ့ကျင့်ခန်းဟိုလေလုပ်ပေးတဲ့စာသင်ချိန်များရင်ရေတွေတူတူတောက်ပေးတယ်မိဘတွေကိုလည်းရေတွေတိုက်ပေးတယ်အဲ့လိုတွေကျေးဇူးအများကြီးတင်ပါတယ်ဒီချိန်ကလေမိဘတွေအတွက်တွေမှာစဉ်းစားပြီးတော့ဒီချိန်ကဟိုတင်ပြီးတဲ့အတွက်ပေါ့နော်ဒီခေတ်ကိုလည်းဒီမှာကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ကျတော့အခုဟို Alan Craig အချိန်ဒီမှာဆိုလည်းဒီ Alan Craig ဆိုတာကျမတို့ကမတင်ခဲ့အောင်ရှင်။ဟို Alan Craig မတင်ခဲ့ရတော့ဟိုဒီပကြီးကလည်းဟိုအခြေခံဘယ်လိုဆွဲရမလဲဆိုတော့ကျမမသိပါဘူး။မသိတော့ကျမလည်းတသားနဲ့တူ live တင်ပါတယ်ရှင်။ဒီချိန်စူးစူးချိန်နေဆိုပေါ့နော်။နောက်ပြီးတော့အဲ့ moral ချိန်ပေါ့ moral ချိန်ဆိုလည်းကျမတို့ကအဲ့ချိန်ကအလွတ်ကြီးပေါ့နော်။ကာယတို့ဇာတိတာတို့ဆိုတာအလွတ်ကြီးထားပြီးတယ်။အဲဇာတိတာလည်းတင်မပေးဘူးပေါ့နော်တင်မပေးတော့ဟိုဒီရွှေစင်းချင်းဆိုလဲကျမရမ်းတက်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဘုသူလာတွေအများကြီးပဲပေါ့နော်ဒီရွှေစင်းတင်ပေးတာဟိုမိဘတွေတင်ပေးကြမလို့အောင်တပည့်တွေပုံတင်ပေးတယ်ဟို respect ရှိမှုတွေresponsibility တွေဖြစ်ဒီအကုန်လုံးတင်ပေးရချင်းကျမလေးအရန်ကျေးဇူးတင်တယ်ဒီရွှေစင်းချိန်မှာဆိုရင်ဟိုကျမအဲ့ဒီရွှေစင်းချိန်ရဲ့ဒီရွှေစင်းချိန်ရဲ့အဲ့ဒါ crash ရဲ့ကျမအချိန်ပြည့်တက်ဖြစ်ပါတယ်ဘာလို့ကျမလည်းပြန်လေးလာကိုသားဘယ်လိုဆုံးမရမလဲဟိုတားလေးကလူမှုဆက်ဆံရေးမှာဘယ်လိုကောင်းနေရမလဲကိုထက်ငယ်တဲ့သူကိုဘယ်လိုဖိမကူရမလဲကိုထက်ကြီးတဲ့သူကိုဘယ်လိုဟိုမျိုးလေးဆက်ဆံရမယ်ဆိုရတဲ့အပေါ့ဟိုအကုန်လုံးဒီကဲရွှေစင်ကတင်ပြီးတော့နော်အဲ့ဒါဆိုတော့အရန်ကျေးဇူးတင်တယ်ဒီရွှေစင်လည်းငငယ်လေးရှိသေးရပေါ့နော်ဒီရွှေဆိုလို့ဆိုရလဲအရန်ကျေးဇူးတင်ပါတယ်လို့ကျမတို့လည်းဘုသူတာတွေအများကြီးရပါတော့နော်ကျမတို့လည်းလေ့လာဆဲပါပေါ့ဟိုတကူတကကြီးလည်းရှာဖွေစရာမလိုပဲနဲ့ဒီ Monday Assembly နဲ့ Assembly တက်လိုက်တာတဲ့ဘုသူတာတွေအများကြီးရတယ်ဒီအတန်းထဲမှာလည်းအဲ့လိုတွေဒီ moral တွေဒီ life skill တွေဒီအဲ့ဒါတွေတက်ရုံနဲ့ကျမတို့လည်းလေဘုသူတာအများကြီးရကိုသားကိုလည်းအများတန်းဟိုသင်ပေးလို့ရတာပေါ့နော်အဲ့ဒါကြောင့်မို့ကျမလေးအရန်ကိုပျော်ရွှင်ပါတယ်ဒီကြောင့်မှကျမသားလေးလည်းအရန်ပျော်ရဲပေါ့နော်သူ့အကောင်းဆုံးပဲကျမပတ်ဖို့ပေးခြင်းတယ်ပေါ့အဲ့ဒါကြောင့်မို့နောက်ဟိုတသားတို့ဒီ3မှတက်နေတဲ့ဟိုနောက်မှရောက်တဲ့ကလေးတွေရှိပါတယ်ရှင်နောက်မှရောက်တဲ့ကျောင်းသားတွေလည်းအားမငယ်ပါနဲ့တသားမီးတို့နော်မိဘတွေလည်းအားမငယ်ပါနဲ့ဖြစ်တော့ဒါကကိုယ်ကလေးတွေ first time ဖြစ်တဲ့အတွက်ပေါ့နော်တချို့မိဘတွေဆိုရင်သူကအပြင်ကျောင်းမှာတက်ပြီးမှဒီကျောင်းလာ try နေသူဖြစ်ပါတယ်အဲ့ဆိုတော့ဟိုနည်းနည်းသူတို့အတွက်ကနည်းနည်းအဆင်ပြေဖြစ်တတ်ပါရှင်ဒါပေမဲ့အဆင်ပြေမဖြစ်ပါနဲ့လို့ဘာဖြစ်လို့လဲဆိုတော့ဒီကျောင်းကအကောင်းဆုံးကျောင်းဒီကျောင်းနဲ့တခြားကျောင်းကိုဒီကျောင်းတော့ကောင်းတဲ့ကျောင်းတွေမရှိသေးပါဘူးရှင်နော်မရှိပါဘူးအဲ့ဒါကြောင့်မို့ဒီကျောင်းမှာဟိုကောင်းဆုံးဖြစ်တဲ့အတွက်ဆရာမငယ်ပါနဲ့တဖြည်းဖြည်းတက်ရင်းနဲ့ဟိုဒီလိုစူးစမ်းတက်ရင်းနဲ့ပဲဒါဟိုခက်ခဲတွေကိုကြော်ဖြတ်နိုင်တယ်ပေါ့နော်ဒါပထမဆုံးအခြေဆိုရင်လည်းနည်းနည်းတော့ခက်ခဲမယ်အတွေးအကြုံမရှိဘူး
ကျမတို့တက်တော့ဆိုလဲဒီ Zoom meeting ဆိုတော့ကျမတို့တခါမှမလုပ်ဘူးပါဘူးမလုပ်ဘူးတဲ့အတွက်ကြောင့်နည်းနည်းလေးခက်တွေ့တယ်ဒါပေမဲ့ကျောင်းဘက်ကဆရာခန့်လို့ကနေပြီး Zoom meeting 3 ပုံ 3 နည်းတွေတင်ပေးတယ်နောက်ပြီးတော့ကျောင်းသားကျောင်းသူတွေကိုစီကန်းကိုလိုက်လာဖို့အတွက်ဒီအကုန်တင်ပေးတယ်ရှင်ကျမတို့အသေးစိတ်အဲ့လိုလိုက်မတင်ပေးနိုင်ပါဘူးကိုတာသမီးလို့ပေါ့နော်အသေးစိတ်မတင်ပေးအကျောင်းကအကုန်လုံးလူလေးသိမရှိတင်ပေးသွားတဲ့အတွက်မမေတို့လည်းပေါ့နော်အားမငယ်ကြပါနဲ့ဒီကျောင်းမှာတက်တာလုံးဝအဆင်ပြေတယ်ပေါ့နော်တဖြည်းဖြည်းချင်းကိုကအဆင်ပြေသွားတယ်ပေါ့နော်အဆင်ပြေသွားဆိုစတဲ့ကအဆင်ပြေပါတယ်ဘာဖြစ်လို့ဆိုတော့အပြင်မှာနဲ့အတွက်ဒီကျောင်းကိုရောက်လာတဲ့အတွက်ကြောင့်အပြင်မှာတင်တဲ့သူအပြင်မှာလဲဆရာမနဲ့ဓာတ်ရိုက်ထိတွေ့တင်နေတော့ဒီကျောင်းမှာအဲ့လို online ကတချို့ကတွေ့ကြုံရှိသေးတဲ့အတွက်လည်းခက်ခဲဖြစ်နေတယ်အဲ့ဒါခုပါပဲတင်မှာများတော့ကျမတို့လိုလုံးဝအဆင်ပြေတော့မယ်အကုန်လုံးကလုံးဝအဆင်ပြေသွားပါတယ်ရှင်နော်အကုန်လုံးကောင်းတယ်ကျမကလေကျမဒီ honesty ကျောင်းတော်ကြီးကိုပေါ့နော်ကျမသားအတန်းပြီးဆုံးသွားတဲ့အထိကျမကတော့လက်တွဲသွားပါမယ်လို့ခရီးကိုတူရင်းနဲ့ကျမလေးနောက်ထပ်လည်းရှိသေးတဲ့အတွက်ကြောင့်ကျမနေကုန်းချုပ်လိုက်ပါတယ်ရှင်နားထောင်ပေးတဲ့မိဘတွေရောဆရာမတွေရောကျောင်းသားကျောင်းသူတွေရောအားလုံးကိုကျမကျေးဇူးအများကြီးတင်ပါတယ်ရှင်